ຫນွေကျွန်တော်ဒီစာကိုကျွန်တော်ကပြားဆန်းဆန်းရေးတက်လို့ရေးခဲ့ရလည်းမဟုတ်ဘူးဒီတင်းရဲ့စကားလုံးမျိုးကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်အမှန်တွေပဲကျွန်တော်ခံစားချက်ကိုအခုလိုလူတွေရှေ့မှာလောင်မရတယ်လို့ကျွန်တော်မကြိုက်ဘူးကျွန်တော်ချစ်ကိုစော်ကားလို့ခံစားရတယ်ကျွန်တော်နှွေကိုချစ်တယ်ဒါတွေကကျွန်တော်ရင်ထဲကလာတဲ့စကားတွေပဲကျွန်တော်ခွင့်ပြုပါသူတကယ်စိတ်ဆိုးရလားမသိဘူး အေးနင်ကသူ့ပညာပြကျင်တယ်မလားဟွန်းခုတော့နင်ပဲပညာပြန်ပြခံလိုက်ရပြီမိုးရယ်နင်စားတော့ငါရင်လေးရတိလား မရလေကြော်ယူထားလိုက်တော့စားຫນွေ ဟုတ်တရှင်းလိုက်ဒီဘာလာလောက်တာ ဟောချောစုကဒီဒီမှာရှိတယ်ပြောလို့ကိုလာခဲ့တာ ဟုတ်တယ်ဟိုနေတွေးလေးနည်းနည်းများနေတယ်လေခဏထွက်လာ ဟော ဒါနဲ့ရှင်းလဲနော်နံပါတ်3လာပြန်ပြီ နားမှာပေါ့ဖြေကောင်းအောင်လေ အမေလူလေးကခုတိတ်ခုကြရအောင်မချင်နေနဲ့ ဒါပေါ့မင်းကလေးပဲဟာစဉ်းစားအောင်ပါကိုယ်စဉ်းစားပြီးမယ်လား စဉ်းစားပေးပါဦး အဲ့လိုနော် ဟုတ်တယ်အဲ့လိုလည်းမဖြစ်ဘူးဟုတ်ဒါနဲ့ဟိုမနေ့ကလေငမိုးနဲ့ကိစ္စကိုလည်းဈားရကနေငွေရပဲတောင်းမှမှာရနော် ဩရပါရင်တွေ့ရတယ်သူကငယ်ပဲဟာကိုခွင့်လုပ်ပေးပါတယ်အချိန်ကြရင်ကိုရဲ့ရောက်ပါဖြစ်လာမယ်လို့ပဲ ရှင်နော်တော်တော်တင့်ရင်နေ နေမလို့ပါ ကဲပါပို့လေးဟိုပြန်တော့တခြားလူတွေမြင်သွားတယ်တင့်တော်ပါအောင် အာလူပြိုနဲ့ပြိုရက်ပြီးစကားပြောတာမတင်တော်စရာအကြောင်းရှိလို့လားညွေရဲ့ ကဲပါပြန်လိုက်ပါတော့ အိမ်မှာကိုပြန်ပါမယ်အတင်းကိုမောင်းထုတ်တော့ရမယ်နော်ယော့ ဘာကြီးလဲ ဒါမိုးရမောကတက်ထွက်တဲ့ဆွဲကျိုးလေးလေအဲ့အနှွေကိုလက်ဆောင်ပေးခြင်းလို့ပါ ဟိုငွေလက်ခံရစေ ကိုပေးရအောင်လက်ခံပေးပါနော် မမိုးတော့ပြန်လာတော့မယ်ကိုသွားလိုက်အောင်မယ်နော် อืม